ဒီနေ့တော့လေတလားအန်တီကိုအကြောင်းပြုပြီးတော့ဒီနေ့တော့လေအန်တီကိုအကြောင်းပြုပြီးတော့လေICRC ရဲ့ပြုပြင်ပြောင်းလဲရေးကိုကျွန်မပြောချင်တာပေါ့နော်ဆိုတော့ကျမတို့ထောင်ကြတဲ့အချိန်2000ခုနှစ်ကပေါ့နော်တာရီထောင်ထဲကို ICRC ဝင်လာတယ်ကျမကိုယ်တိုင်ဒီကျမကြီးချိုရင်းအောင်နှစ်ရှည်ခံစားရတယ်ပေါ့နော်ကျမ65မှာထောင်ကြတယ်66လောက်ကနေစပြီးတော့အယောဂဖြစ်လာတယ်ဆိုတော့2000ခုနှစ်အထိကျမတကယ်ကိုထိရောက်တဲ့စေဝါကူတာမှုမရခဲ့ဘူးဆရာဝန်ထောင်ဆရာဝန်ပေးတဲ့စေးမီတို့နဲ့နေရတာပေါ့နော်ဆိုတော့အဲ့လိုနေရတဲ့အချိန်မှာ ICRC ဝင်လာတော့ ICRC ဝင်လာတဲ့အချိန်မှာကျမကအဲ့ဒီအကြောင်း ICRC ကိုပြောလိုက်တယ်ကျမမိသားစုကလည်းICRC ရုံးကိုသွားပြီးတော့ဟိုစတင်တယ်ပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်မလို့အထူးကုဆရာဝန်ကိုထောင်ထဲသွင်းပြီးတော့ကျမရဲ့ယောဂကိုကုသပေးခဲ့တယ်ပေါ့နော်ဆိုတော့ဟိုဒါ ICRC အဲ့ဒီအခြေက ICRC ရဲ့လုပ်ငန်းဆောင်တာပေါ့နော် ICRC အကျဉ်းသားတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုကိုပေးတယ်အကျဉ်းတော်တွေကိုဝင်လာတယ်အကျဉ်းတော်တွေမှာလိုအပ်ချက်တွေကိုသူတို့ဒီထောင်နဲ့အစိုးရနဲ့ညှိပြီးတော့လုပ်ပြီးရပေါ့နော်ဆိုတော့ ICRC မဝင်ခင်ကဆိုရင်ကျမတို့ထောင်ထဲမှာနေရတဲ့အချိန်ကြီးအရန်ဆိုးခဲ့တယ် ICRC ဝင်လာတဲ့အချိန်မှာကျမတို့အတော်အသင့်လွတ်လပ်ခွင့်ရသွားတယ်ထောင်ပိုင်လည်းပြောင်းသွားပြီးတော့နောက်ရောက်လာတဲ့ထောင်ပိုင်ဦးတင်မြင့်လို့ထင်တယ်ဆိုတော့အဲ့ဦးတင်မြင့်ကကြတော့နည်းနည်းကျမတို့နိုင်ငံရေးကျင်းသားတွေကိုကောင်းကောင်းမွန်မွန်ထားတဲ့အခြေအနေမျိုးကိုရောက်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီလိုသွားနေတာ ICRC ကဘယ်နှခုနှစ်ထိလဲဆိုတော့2012လောက်အထိသွားတယ်2012နောက်ပိုင်းမှာပြုပြင်ပြောင်းလဲရေးဆိုတဲ့ဟာကြီးပေါ်လာတာပေါ့နော်ဆိုတော့အဲ့ဒီပြုပြင်ပြောင်းလဲရေးဆိုတဲ့ဟာကြီးပေါ်လာတဲ့နောက်ပိုင်းမှာဘာဖြစ်လဲဆိုတော့ဗမာပြည်တွေမှာရှိတဲ့ INGO တွေတော်တော်များများကိုစစ်တပ်ပေါ့နော်စစ်တပ်နဲ့ပတ်သက်တဲ့လူတွေကနေရာယူလာတယ်ဥလာရပေါ့နော်နေရာယူလာတယ်ယူလာပြီးတော့သူတို့ဘယ်အခြေအနေအထိနေရာယူလာတာလဲဆိုတဲ့အခါကျတော့ဒီအဖွဲ့အစည်းနဲ့ပတ်သက်တဲ့ policy ချမှတ်တဲ့ policy maker အဆင့်ကိုပါသူတို့ဟိုနေရာယူလာတယ်ပေါ့နော်ဆိုတော့အဲ့လိုနေရာယူလာပြီးတဲ့နောက်ပိုင်းမှာ ICRC ရဲ့လုပ်ငန်းဆောင်တာတွေကကျဲသွားတယ်ဒါပေမဲ့အဲ့ဒီအချိန်ကတော့ဟို19တို့ဘာတို့ကအရင်အများကြီးရှိမနေတဲ့အတွက်တိတ်မသိတာပေါ့နော်ဆိုတော့2021ကိုရောက်လာတဲ့အချိန်မှာNew England 19အများကြီးဖြစ်လာတယ်အဲ့တော့ထောင်ထဲမှာအခြေအနေဆိုးဆိုးဝါးကြုံတွေ့ရတယ်စစ်ကြောရေးမှာအခြေအနေဆိုးဆိုးဝါးကြုံတွေ့ရတယ်အဲ့တော့ကျမတို့ကအဲ့ဒီဖန်ခံရတဲ့မိသားစုတွေကိုအမြဲတမ်း ICRC ရုံးကိုသွားဖို့ပြောတယ်ပေါ့နော်ဆိုတော့သူတို့ကလည်းဟိုရေနစ်သူဟိုကပေါ့ကောက်ရိုးတမြင်ရယူလို့ရညာ ICRC ရုံးကိုသွားတယ်အဲ့ဒီ ICRC ရုံးဒီလုံးဝဒီနိုင်ချင်းမိသားစုမတွေ့ခဲ့ဘူးနော်လုံးဝမတွေ့ခဲ့ဘူးအကူအညီပေးဖို့ဆိုတာဝေးပဲဘာမှအကူအညီမပေးဘူးအဲ့လိုကနေနေလာလိုက်တာတခါ2024မှာcase တစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအမှုတွဲကတည်တံချခံထားရတယ်ကျမအမှတ်မမှားဘူးဆိုရင်ဟိုမိရထားအမှုဖြစ်မယ်ထင်တယ်ဟုတ်တယ်မိရထားအမှုအဲ့မိရထားဟိုပါလေအနူချမ်းစီတာလိုမျိုးလုပ်တဲ့အမှုပေါ့နော်အဲ့ဒီအမှုကကလေးတွေကိုဟိုကြိုးပေးလိုက်ပြီဆိုပြီးတော့သတင်းထွက်လာတဲ့အချိန်မှာမိသားစုတွေကအရန်တော့ကရောက်တာပေါ့နော်အရန်တော့ကရောက်ပြီးတော့ဟိုမီဒီယာတွေနဲ့ချိတ်တာပေါ့ချိတ်ပြီးတော့မီဒီယာတွေကိုသူတို့ကဟိုပြောတယ်ပေါ့နော်ဆိုတော့ဟိုဒီကိစ္စကိုသူတို့ဘယ်လိုလုပ်ရမလဲဘာလဲညာလဲဆိုတော့အဲ့တော့ကျမတို့ကဟိုသတင်းလဲလုပ်ပေးတယ်ဗမာပြည်ကြီးအနေနဲ့သတင်းလဲလုပ်ပေးတယ်ပြီးတော့ကျမတို့ကICRC ရုံးကိုသွားဖို့အကြံပေးတယ်ပေါ့နော်ဆိုတော့ ICRC ရုံးကိုသွားတော့ပထမပိုင်းမှာကိုဖောက်ကိုသွားတဲ့အချိန်မှာလုံးဝ ICRC ရုံးကအတွေ့မခံကိုညီပေးဖို့ဆိုဝေးကြီးပဲเนาะတကယ်ဟုတ်လားမဟုတ်လားဘာညာဆိုတော့ပြောဖို့ဂိုထောင်မှာစုံစမ်းပေးပါဆိုတဲ့ဥစ္စာကိုတော့မှလုံးဝတွေ့မခံဘူးအဲ့ appointment တွေတစ်ခါပြီးတစ်ခါပေးပြီးတော့လုံးဝတွေ့မခံဘူးအဲ့ဒီအချိန်မှာကျမကနေပြီးတော့အင်္ဂလန်မှာရှိနေတဲ့အဲ့ဟိုကိုအောင်ကြီးတို့เนาะဟိုဘာလဲဟို Star of Burma တို့ဘာလို့လုပ်နေတဲ့ခိုင်တို့ကိုပြောတော့ခိုင်ကနေပြီးတော့အဲ့ဒါဆိုရင်သူတို့မရဘူးပေါ့နော် ICRC အင်္ဂလန်မှာရှိတဲ့ ICRC ရုံးကိုသွားမယ်ဆိုပြီးတော့အင်္ဂလန်မှာရှိတဲ့ ICRC ရုံးကိုသွားတယ်အဲ့လိုသွားတဲ့အချိန်မှာအင်္ဂလန်မှာရှိတဲ့ ICRC ရုံးကလည်းဗမာ ICRC မြန်မာကိုဟိုပြန်သွားဖို့ပြောတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာခိုင်တို့ကပြောတယ်မဟုတ်ဘူးမရဘူးသွားပြီးပြီဆိုတဲ့အကြောင်းကိုပြောတဲ့အချိန်မှာမှအဲ့ဒီအင်္ဂလန်က ICRC ကနေပြီးတော့မှသူတို့ရဲ့ delegate နဲ့ဓာတ်ရိုက်တွေ့ဖို့အတွက်ချိန်ပေးလိုက်တယ်အဲ့လိုဓာတ်ရိုက်တွေ့ဖို့ချိန်ပေးလိုက်တော့မှအဲ့ဒီမိသားစုကအဲ့ delegate နဲ့ဓာတ်ရိုက်တွေ့ပြီးတော့မှအဲ့ delegate ကနေပြီးတော့သူကစုံစမ်းပေးတဲ့အချိန်မှာဒီကလေးတွေကထောင်ထဲမှာရှိသေးတယ်ကျုပ်ပေးတတ်မခံရဘူးပေါ့နော်
တမခံရဘူးဆိုတဲ့ဥစ္စာကိုသိရတယ်ပေါ့နော်အဲ့တော့ကျမပြောချင်တာဘာလဲဆိုတော့2012လောက်ကနေစပြီးတော့ဒီ ICRC ရုံးထဲမှာ policy maker အဆင့်အထိကိုစစ်တပ်နဲ့ပတ်သက်တဲ့လူတွေနောက်ကစစ်တပ်ကကိုယ်တိုင်ထွက်လာတဲ့လူတွေကစီးထားတယ်ပေါ့နော်ဆိုတော့အဲ့ဒီကလာတဲ့နိုင်ငံခြားဒီအဲ့ဒီ ICRC ကိုလာတဲ့နိုင်ငံခြားသားတွေကလည်းအရှင်းဆုံးပြောရင်တော့ဘာမှတေချာအလုံးမလုပ်ပေးဘူးအလုံးမလုပ်ပေးပဲနဲ့ဒီမြန်မာ policy maker တွေလက်ထဲကိုလွှဲထားရပေါ့နော်လွှဲထားတော့ ICRC ဒီကျမတို့တော့ဆိုလို့ရှိရင်ဒီမိသားစုတွေကိုပေါ့မိသားစုတွေကိုခရီးစိတ်ပေးတယ်အခု ICRC ကမိသားစုတွေကိုခရီးစိတ်ကိုမပေးမဖြစ်လို့ပေးရမယ်ဆိုတဲ့အခါကျတော့ဘယ်လိုပေးလဲဆိုတော့8လမှတစ်ခါပေးတယ်ဆိုတော့အဲ့လိုပုံစံမျိုးတွေနဲ့ ICRC ကအရှင်းဆုံးပြောအကျဉ်းသားတွေကိုမကူညီဘူးပြီးတဲ့အခါကျတော့ ICRC ရဲ့လုပ်ငန်းတွေထဲမှာဒီစစ်ပေးရှောင်နေတဲ့ပြည်သူတွေကူညီပေးရမယ့်ကိစ္စပါတယ်အဲ့ဒီကိစ္စတွေမကူညီဘူးဆိုတော့အခု anti ကိစ္စကလည်းအရှင်းဆုံးပြောရင်စစ်တပ်က ICRC ကိုထပြီးအသုံးချလိုက်တာပေါ့နော်ဒါကလည်းခဏရေရှည်အတွက်policy ပြောင်းသွားတာမဟုတ်ဘူးဒါခဏပဲသူတို့anti ကိုရုပ်ပြအနေနဲ့နိုင်ငံရေးလှည့်ကွက်အနေနဲ့သူတို့လုပ်တာပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကြောင့်မလို့ကျမတို့ကဒီ ICRC ရုံးရဲ့ဖွဲ့စည်းပုံကိုပြောင်းအောင်လုပ်နိုင်မှုလိုတယ်ပေါ့နော်ဆိုတော့အဲ့လိုပြောင်းအောင်လုပ်တော့မှဒီICRC ရုံးထဲမှာရှိနေတဲ့ policy maker အဆင့်မှာပါနေတဲ့အဲ့မြန်မာစစ်တပ်ကဟာတွေကိုဖယ်ထုတ်ပြစ်နိုင်မှဒီ ICRC ရဲ့လုပ်ငန်းဆောင်တာ5ချက်ပေါ့နော်ဆိုတော့အဲ့5ချက်ကိုကောင်းကောင်းမွန်မွန်အပြည့်အဝဆောင်ရွက်နိုင်တဲ့အခြေအနေမျိုးကိုရောက်လာလိမ့်မယ်နှမို့လို့ကတော့ဒီဗမာစစ်တပ်ကရှိနေတဲ့ policy maker တွေဗမာစစ်တပ်ကမိသားစုဝင်တွေရှိနေတဲ့ policy maker အဖွဲ့ကြီးကနိုင်ငံရေးအကျဉ်းသားတွေအတွက်ကောစစ်ဘေးရှောင်တွေအတွက်ကောအဲ့လူအခွင့်အရေးကာကွယ်စောင့်ရှောက်မှုအတွက်ကောဘာလို့မှတေချာမလုပ်ဘူးလုပ်မှာမဟုတ်ဘူးပေါ့နော်ဆိုတော့ဒါကြောင့်မို့လို့အခုလို့နိုင်ငံတကာကရောပြည်သူကရော ICRC နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားလာတဲ့အချိန်မှာအဲ့ ICRC ပြုပြင်ပြောင်းလဲရေးပေါ့နော် ICRC ရုံးထဲကပြုပြင်ပြောင်းလဲရေးကိုတေချာလုပ်ဖို့လိုတယ်လို့ကျွန်မပြောပြချင်တာပေါ့နော်ဆိုတော့ကျွန်မပြောချင်တာအဲ့ဒါပါပဲလို့အများကြီးကျေးဇူးတင်ပါတယ်ရှင်